မင်္ဂလာပါယနေ့မှာဒီနေ့ကြည့်ပေးချင်တာကတစ်ဖက်လူကသူဆုံးဖြတ်ထားတဲ့ကိစ္စအပေါ်ကိုယ်လှုပ်ထားတဲ့အပေါ်မှာနောင်တရနေလားအဲ့လေးကြည့်မယ်နော်နောင်တရနေလားဆိုတော့အကြီးကျယ်တော့ तू ကအဆက်ကွဲတယ်လို့ခံစားရတာ तू ကလေနောင်တရနေလားဆိုတော့နောင်တရတဲ့အပြင်ကိုသူ့ကိုယ်သူလေအဆက်ကွဲတယ်လို့ခံစားရတာဘာလို့ဆိုတော့ तू ကကိုယ့်အပေါ်နေပြချင်တာကတိတ်ခါရှိပြီးအစင်တန်းရှိတဲ့အထာမျိုးကိုနေပြချင်တာ तू ဖြစ်ချင်တဲ့ပုံစံအဲ့ပုံစံဒါပေမဲ့ဖြစ်သွားတာじゃဟိုလေကြော်မကောင်းကြားမကောင်းဆိုတော့နှစ်ယောက်တည်းတီးတဲ့ကိစ္စဆိုပေမဲ့ကိုကအေးစစ်စစ်တီတီငင်ငင်ဖြစ်နေပြီမဲ့ तू ကကြတော့သူ့အဆက်သူဟာသူခွဲလိုက်တယ်လို့ပုံစံမျိုးဖြစ်တာဘာကိစ္စလေးဖြစ်မလဲतू ပြောတာတစ်မျိုးပြောခဲ့တာတစ်မျိုးလုပ်ခဲ့မိတာတစ်မျိုးနေတာထိုင်တာကြ तू ကစနစ်ကြတယ်အထာကြတယ်မိုက်တယ် तू ပြောတဲ့စကားတွေနဲ့ကအစာပိုင်းကတော့ဟုတ်တယ်ဒါပေမဲ့အခုစုပြုံပြီးတော့ဆုံးဖြတ်ချက်ချလိုက်တဲ့အချိန်မှာ तू အရန်နောင်တကြီးကျယ်ရနောင်တရဆိုတော့ तू ကဟိုဘယ်လိုပြောမလဲတမာတိမရှိတဲ့ပုံစံမျိုးကြီးဖြစ်သွားတာသိလား तू ပြောခဲ့တဲ့စကားနဲ့လှုပ်တဲ့လှုပ်ရက်ကတခြားစီဖြစ်သွားတာကွက်ကွက်ကွင်းကွင်းဖြစ်သွားတဲ့ခံစားချက်မျိုးကြီးပေါ့နော်အဲ့တော့ခါကြတော့ဘာဆက်ဖြစ်ဖို့ရှိလဲဆိုတော့တမျက်စိမိတ်ပြီးတော့ဒါကြီးကိုမသိတလို့ကြီးပဲနေလိုက်တော့မှာဒါပေမဲ့ခံစားချက်ကတော့လုံးဝကောင်းမနေဘူးကို့အပေါ်အရန်ရှက်သွားတယ်ရှက်တဲ့ခါကျတော့နှစ်မျိုးနှစ်စားရှိရဒီမှာဘယ်လိုလဲဆိုတော့တယောက်ကကြတော့အပေါင်းအသင်းတွေမသိပဲနဲ့တွဲတယ်ဆိုရင်ကိစ္စမရှိဘူးအပေါင်းအသင်းတွေသိရတာနဲ့ကိုကတွဲမိတယ်ဆိုရင်အပေါင်းအသင်းတွေကြားထဲမှာ तू လှုပ်တဲ့ຢာတွေမှန်သမျှကိုလှုပ်တယ်ဆိုပြီးတော့ပြောမှာအဲ့တခုတော့ဂယူးဆိုင်ရမယ်နော်အဲ့တော့တခါတည်းကိုကလူတွေသိအောင် post လေးမသိမတာလေးတင်တာတို့ကိုတငယ်ချင်းတွေကိုစကားစမီလေးမှာနည်းနည်းလေးထည့်ပြီးပြောတာတို့တွေလုပ်ရမယ်ကိုဘက်ကအရင်ဆုံး cover ယူတင်တယ်ပေါ့နော်အဲ့ဒါလေးရှိတယ်နှစ်ယောက်ကကြတော့နည်းနည်းဘလောက်ပဲအဆက်တကွဲအကျိုးနဲ့ဖြစ်တည်ဖြစ်စေအဆက်တွေပြန်ရအောင်ပါကောင်းတဲ့အဆက်တွေတော့ဘာဖြစ်လို့လဲဆိုတော့အတိတ်ဘဝဝကြွေးရမကုန်သေးဘူးနှစ်ယောက်စလုံးမှာသူပြန်ရောက်လာမှာပြန်ဆက်သွယ်လုံးမယ်ဘာလို့လဲဆိုတော့ဝကြွေးတွေမကုန်သေးတဲ့ပုံစံမျိုးတွေ့တယ်နှစ်ယောက်စလုံးရဲ့ဝကြွေးတော့တယောက်တည်းမဟုတ်ဘူးဒါပေမဲ့ကိုကတော့တီတီငိမ့်ငိမ့်တော့ရှိနေတယ်ကိုကတော့အပြီးပြတ်ဒန်းပြီးသွားပြီလို့တော့ယူဆရတယ်သူ့ဘက်ကတော့အဲ့အဆက်ကိုရှက်ကန်းပြန်လာတာတို့ရှက်ကိုရှက်ကန်းနဲ့သူလုံးမိလို့ရလုံးမဲဟာတို့ကိုယ့်အပေါ်မှာမူတည်နေသေးရပြန်လက်ဆက်သွယ်အောင်မယ်ပြန်ပြီးတော့လည်းမသိတလို့လာတာတို့ဒါမှမဟုတ်ရင်ဟိုလိုပေါ့နော်မထူးဆက်ခင်းပြီးတော့လောက်တာတို့ဒါပေမဲ့ဒီမှာတကယ်လို့ဟိုအပေါင်းအသင်းတွေရှိရဆိုရင်တော့သူကမဟုတ်ကပြောပြီးတော့သူ့သတင်းတွေရအောင်လုပ်မှာအဲ့လိုပုံစံမျိုးရှိရရှိတော့နောင်တရလာဆိုတော့နောင်တပြေးွား